မလုပ်ဖဲနဲ့ဘာလို့ဒီလိုတွေကြုံနေရတာလဲဒါဝစ်ကြွေးတွေလားလို့တွေးပြီးစိတ်ပြက်နေပါသလားဝစ်ဆိုတာဟာတကယ်တော့အနုမြူဘုံလို့ကြောက်စရာကောင်းတဲ့အရာမဟုတ်ပဲကျမတို့ပြုခဲ့တဲ့အလုပ်ရရလက်တသက်တာဖြစ်ပါတယ်ရှင်ဗုဒ္ဓကကမ္မဝစ်လို့ဟောထားပါတယ်ကိုပြုခဲ့တဲ့ကံဆိုတဲ့အလုပ်ဟာအဝိုင်းကြီးအတိုင်းလေပတ်ပြီးကိုစီပြန်လာတာပါအတိတ်ကကိုစိုက်ခဲ့တဲ့မျိုးစေ့ကအခုအသီးသီးလာတာဖြစ်လို့ဒါကိုလက်ခံခြင်းကသာဝစ်ကြေဖို့ရာအတွက်ပထမဆုံးခြေလှမ်းဖြစ်ပါတယ်။မကောင်းတာကြုံလာရင်ဘသူကြောင့်လို့လက်ညှိုးမထိုးပါနဲ့။ဒါငါစိုက်ခဲ့တဲ့အသီးပဲ။ငါအေးအေးဆေးဆေးစားသုံးပြီးအကျွေးဆက်လိုက်မယ်လို့နှလုံးသွင်းပါ။ညင်းဆန်နေတဲ့၍အကျွေးကပွားနေအောင်မှဖြစ်ပါတယ်။ငါအဲ့ဒီတုန်းကအဲ့ဒီလိုမလုပ်ခဲ့တဲ့ဘူးဆိုတဲ့နောင်တစိတ်ကဝစ်ကြွေးထက်ပူနာခြင်းရပါတယ်။အတိတ်ကအမှားကိုပြန်တွေးပြီးကိုညှင်းဆဲနေတာဟာဝိဟောင်းအပေါ်ဝစ်သစ်ဆင်နေတာဖြစ်ပါတယ်။ဗုဒ္ဓဘာသာမှာအကုသလဝိပတ္တိတာယလို့ခေါ်တဲ့နောင်တကြောင့်ပူပန်ရခြင်းဟာကုသိုလ်မဟုတ်ပါဘူး။အမှားကိုတီးလိုက်တာနဲ့အဲ့ဒီအမှားကနေသင်ခန်းစာယူပြီးနောင်ကိုဒါမျိုးမလုပ်တော့ဘူးလို့ဆုံးဖြတ်လိုက်ခြင်းကသာဝစ်ကြေကြောင့်လမ်းစဉ်မှာအတိတ်ကအမှားအတွက်ကိုခွင့်လွှတ်ပါအမားလုပ်ခဲ့တဲ့ထိုစင်ကငါဟာအခုငါမဟုတ်တော့ပါဘူးအခုအချိန်မှာကောင်းတာကိုပို့လုပ်ခြင်းအပြင်အတိတ်ကအမှားတွေကိုတဲတဲရေသွန်းသလိုပျော်ဝင်သွားပါစေခုနာကျင်အောင်လုပ်ခဲ့တဲ့သူကိုရန်တုံပြန်မှဝစ်ကြည့်မယ်လို့ထင်နေပါသလားတကယ်တော့ရန်တုံပြန်ခြင်းဟာဝစ်ကြိုးကိုပိုကျစ်လိုက်တာနဲ့တူပါတယ်အဒေါတာဆိုတာရန်ညှိုးမထားခြင်းမှာရန်ကိုရန်ချင်းတုံနှင်းနေရင်ဘယ်တော့မှမငြိမ်နိုင်ပါဘူးတစ်ဖက်လူကိုခွင့်လွှတ်လိုက်တယ်ဆိုတာဟာသူကမှန်နေလို့မဟုတ်ပါဘူးကိုယ်စိတ်ကိုအနောင်အဖွဲကလွတ်စေခြင်းလို့ဖြစ်ပါတယ်အကျွေးရှင်ကိုခွင့်လွှတ်လိုက်မှသာအကျွေးစရင်ကပြတ်မှာဖြစ်ပါတယ်မျက်စိမှိတ်ပြီးကိုယ့်ကိုရန်လုပ်သူကိုမင်းလည်းမသိနားမလဲလို့လုပ်တာပဲငါမင်းကိုခွင့်လွှတ်တယ်ငါတို့ကြားကဝစ်တွေဒီမှာရင်ပြီးပါစေလို့စိတ်ထဲကရိုးရိုးတသားပြောကြည့်ပါစိတ်ပေါ့သွားတာကိုတွေ့ရပါလိမ့်မယ်ရှင်ဝစ်ကြွေးဆက်တယ်ဆိုတာငိုင်းတိုင်ထိုင်းခံနေရတာမျိုးမဟုတ်ပါဘူးအတိတ်ကကန်ဆိုးတာကိုလက်ရှိကန်ကောင်းတာနဲ့တိုက်ထုတ်ရတာဖြစ်ပါတယ်ဗုဒ္ဓကပစ္စုပန်ကံကိုအလေးပေးပါတယ်အတိတ်ကဝစ်ကြွေးကြောင့်အခုအစင်မပြေဖြစ်နေရင်လက်ရှိမှာပိုပြီးကြိုးစားပိုပြီးတီလာလုံးအောင်နေရပါလိမ့်မယ်စားခွက်သေးကိုရေမြန်းများလောင်းထည့်ရင်စားငံနာတက်တာသွားတယ်လို့ပါပဲကံညံ့နေတယ်လို့ခံစားရရင်ပိုပြီးပေးကမ်းစွန့်ကြပါပိုပြီးမေတ္တာပွားပါကုသိုလ်ရည်တွေများလာရင်ဝိကျွေးစားငံရည်ဟာတောက်လို့ရတဲ့အဆင့်ထိပေါ်ပါသွားပါလိမ့်မယ်နာတာရှည်ယောဂဒါမှမဟုတ်ခန္ဓာကိုယ်နာကျင်မှုတွေကြုံတွေ့ရတဲ့အခါငါဝစ်တွေပါလားလို့ညှိတွားမိတတ်ပါတယ်ဒီနာကျင်မှုကိုဝစ်ကြည်အောင်တရားအဖြစ်ပြောင်းလဲလို့ရပါတယ်ဒါကိုဝေဒနာနုပတနာလို့ခေါ်ပါတယ်ရှင်နာကျင်မှုကိုငါနာတယ်လို့မကြည့်ပဲနာကျင်တဲ့သဘောလေးဖြစ်နေတယ်လို့ဘေးကနေကြည့်လိုက်ပါရုပ်ခန္ဓာရှိရင်နာကျင်မှုရှိတာဟာသဘာဝပဲဖြစ်ပါတယ်နာကျင်လာရင်အံ့ကြိတ်မခံနေပါနဲ့နာတယ်လို့သိမှတ်ပြီးဘလောက်ကြာနေမလဲဆိုတာကိုစမ်းသပ်ကြည့်ပါနာကျင်မှုကိုရန်သူလို့မဟုတ်ဘဲဝစ်ကြွေးဆက်ဖို့ရောက်လာတဲ့ဧည့်သည်လို့သဘောထားပြီးအတိစိတ်နဲ့လက်ခံလိုက်ရင်စိတ်ဆင်းရဲမှုကင်းဝေးရပါလိမ့်မယ်ရှင်လူအများစုဟာလက်ဖြားကြောင့်ထက်ရှားပြားကြောင့်ဝစ်ကြွေးတွေပိုများတတ်ကြပါတယ်မတော်တဆပြောမိတဲ့စကားတစ်ခွန်းကနှစ်ပေါင်းများစွာရန်ညှိုးဖြစ်စေနိုင်ပါတယ်ဝစီတုစရိုက်ဆိုတာဟာကောင်းသောစကားကိုပြောခြင်းဖြစ်ပါတယ်လိန်ပြောခြင်းဂုံးတိုက်ခြင်းရိုင်းဆိုင်ခြင်းနဲ့အကျိုးမရှိတာပြောခြင်းတွေဟာဝစ်အသစ်တွေကိုဖိတ်ခေါ်နေတာပါစကားကိုဆင်ခြင်ခြင်းဟာဝစ်ကြွေးအသစ်မတက်အောင်ပိတ်ဆို့တာနဲ့တူပါတယ်စကားမပြောခင်3စက္ကန့်လောက်စဉ်းစားပါဒါအမှန်လားဒါလိုအပ်လားဒါမေတ္တာပါလားဆိုတာကိုစစ်ဆေးပါမသေးချင်ရင်တော့နှုတ်ဆိတ်နေခြင်းကအကောင်းဆုံးဝစ်ဖြတ်နည်းဖြစ်ပါရဲ့ရှင်
ငါကပိုးတာတယ်ငါပြောတာပဲမှန်ရမဲဆိုတဲ့အနိုင်ယူခြင်းစိတ်ဟာကိုကိုဝစ်ကြွေးအသစ်တွေစီတွန်းပို့နေတာကိုသတိထားမိပါရဲ့လားတစ်ဖက်လူကိုနှိပ်ကွပ်ပြီးအနိုင်ရလိုက်တဲ့ခဏတာကြည်နပ်မှုဟာနောက်ဆက်တွဲရန်ညိုးဝိမြစ်ကိုအစပြိုးလိုက်တာပါပဲဗုဒ္ဓကမာနကိုဝစ်စင်းရဲ့အကြောင်းရင်းတစ်ခုလို့ဟောပါတယ်မာနကြီးရင်သူတစ်ပါးကိုအထင်သေးမိမယ်စော်ကားမိမယ်အဲ့ဒီကနေဝစ်ကြွေးတွေစတင်တာပဲဖြစ်ပါတယ်တကယ်တော့လောကမှာဘယ်သူကမှအမြဲတမ်းအထက်မှာမရှိပါဘူးငါဆိုတဲ့အစွဲကိုလျှော့ချလိုက်တာဟာဝစ်ကြိုးကိုဖြေလျှော့လိုက်တာနဲ့တူပါတယ်ရှင်တယောက်ယောက်နဲ့သဘောထားကွဲလွဲတဲ့အခါငါနိုင်မှုထက်ငြိမ်းချမ်းဖို့ကပိုအရေးကြီးတယ်လို့တွေးကြည့်ပါမာနကိုချပြီးတောင်းပန်ပါတယ်လို့ပြောလိုက်ခြင်းဟာရှုံးနေတာမဟုတ်ဘဲဝစ်ကြွေးကိုအမြန်ဆုံးဆက်လိုက်တာပဲဖြစ်ပါတယ်ငါကောင်းတာလုပ်ရင်ကောင်းတာပြန်ရမယ်လို့မျှော်လင့်ထားမိလို့စိတ်ဆင်းရဲနေရတာလားအဲ့ဒီမျှော်လင့်ချက်ကပဲကိုဝစ်ထဲမှာလဲနေစေတာဖြစ်ပါတယ်ဒါကိုဥပတ်တန်လို့ခေါ်ပါတယ်ဆွဲလန်းခြင်းတစ်မျိုးပဲဖြစ်ပါတယ်ကိုဟာကောင်းတာလုပ်ပြီးအကျိုးရလက်ကိုဆွဲလန်းနေရင်အဲ့ဒီရလက်မရတဲ့အခါဒေါသဖြစ်မယ်စိတ်ညစ်မယ်ဒါဟာဝစ်အသစ်တွေထပ်တိုးလာတာပဲဖြစ်ပါတယ်ဝစ်ကြွေးကြေးခြင်းအလုတ်ကိုတော့အကောင်းဆုံးလုပ်ပါဒါပေမဲ့ရလက်ကိုတော့လွတ်တာထားလိုက်ပါငါရဲ့တာဝန်ကမျိုးစေ့ချဖို့ပဲအတီးတီးဖို့ကတဘာဝရဲ့တာဝန်လို့နှလုံးသွင်းလိုက်ပါအကျိုးအမြတ်ကိုမမျှော်ကိုပဲပြီးဆက်လိုက်တဲ့အခါဝစ်ကြွေးတွေဟာအလိုလိုပြတ်တောက်သွားပါလိမ့်မယ်ရှင်သူတစ်ပါးအောင်မြင်နေတာကိုမြင်ရင်စိတ်ထဲမှာတမျိုးကြီးဖြစ်နေသလားသူကဘာမှုလို့လဲဆိုတဲ့အတွေးဟာကိုယ့်ရဲ့ကုသိုလ်ကံတွေကိုဖျက်ဆီးပြီးဝစ်ကြွေးတွေကိုဖိတ်ခေါ်နေတာပဲဖြစ်ပါတယ်ဒါကိုကုစားဖို့မုဒိတာပွားများရပါမယ်သူတစ်ပါးကောင်းစားတာကိုဝမ်းမြောက်တာဟာအလကားရတဲ့ကုသိုလ်ပါမနာလိုစိတ်ဆိုတဲ့အိတ်သားကကိုပူလောင်စေပြီးမုဒိတာစိတ်ကကိုအေးချမ်းစေပါတယ်ဝစ်ကြွေးကြည်ခြင်းသူတစ်ပါးရဲ့ကောင်းကွက်ကိုမြင်အောင်ကြည်တတ်ရပါမယ်ရှင်တယောက်ယောက်အောင်မြင်တာကြားရင်သာဓုသာဓုသူလေးစူးစားလို့ရတာပဲဝမ်းသာပါတယ်လို့အတန်ထွက်ပြီးပြောကြည့်ပါခုစိတ်ထဲကမနာလိုစိတ်အစိတ်တွေဟာပျောက်ကင်းသွားပါလိမ့်မယ်ရှင်ဘာလို့ငါပဲဖြစ်နေရတာလဲလို့မေးနေမဲ့အစားဒါဟာဘာကြောင့်ဖြစ်တာလဲလို့မေးတတ်ဖို့ပိုလိုပါတယ်အမောင်ထဲမှာလမ်းပြောင်နေတာကိုအလင်းရောင်နဲ့သာကုစားရမှာဖြစ်ပါတယ်ရှင်ပညာဆိုတာဟာအရှိကိုအရှိအတိုင်းသိမြင်တာဖြစ်ပါတယ်အရာရာဟာအကြောင်းရှိလို့အကျိုးဖြစ်တာအကြောင်းကုန်ရင်အကျိုးချုပ်တာပဲလို့သိလိုက်ရင်ဝစ်ကြွေးအပေါ်မှာမကြည်မနှက်ဖြစ်เสียမလိုတော့ပါဘူးအသိဉာဏ်ရှိတဲ့သူဟာဝစ်ကြွေးကျုံးလာရင်ငိုးမနေပဲသင်ခန်းစာယူပြီးရှေ့ဆက်ပါတယ်ပြဿနာတစ်ခုကြုံလာရင်မျက်စိမှိတ်ပြီးဒါဟာမြဲသလားဒါဟာငါ့ကိုဘာသင်ပေးတာလဲလို့သာဆင်ခြင်ပါအသိဉာဏ်နဲ့ကြည့်လိုက်တဲ့အခါကြောက်စရာကောင်းတဲ့ဝစ်ကြွေးဟာသေးငယ်တဲ့အဖြစ်အပျက်တစ်ခုဖြစ်သွားပါလိမ့်မယ်ရှင်မရှိတာထက်ရှိတာကိုကြည့်ပါလို့ပြောလေးရှိကြပါတယ်အမြဲတမ်းလိုချင်တက်မှတ်နေတဲ့စိတ်ဆိုတဲ့လောဘဟာဝစ်တန်တရားကိုရှည်စေတဲ့အဓိကအကြောင်းရင်းဖြစ်ပါတယ်ဗုဒ္ဓကတန်တုတ်ထီလို့ခေါ်တဲ့ရောင်ရဲခြင်းကိုချီးမွမ်းပါတယ်ရောင်ရဲတယ်ဆိုတာဟာပြင်းရည်တာမဟုတ်ပါဘူးကိုရသလောက်ကိုရှိသလောက်နဲ့စိတ်ချမ်းသာအောင်နေတတ်တာပဲဖြစ်ပါတယ်လောဘနောက်ကိုလိုက်နေတဲ့၍အကျွေးကပွားနေအောင်မှာပါရှိတာလေးနဲ့ကြီးနှက်လိုက်တဲ့အခါအကျွေးစင်းကရက်သွားပါတယ်နေ့စဉ်နေ့တိုင်းအိယာမဝင်ခင်ဒီနေ့ငါမှရှိနေတဲ့ကောင်းတဲ့အရာ၅ခုကိုပြန်စဉ်းစားကြည့်ပါကျမ်းမာနေတာစားစရာရှိတာအမိုးအကာရှိတာစတဲ့ကိစ္စရက်တွေအတွက်ကိုစိတ်ထဲကလေးနက်စွာနဲ့ကျေးဇူးတင်ပါရောင်ရဲတတ်တဲ့စိတ်ဟာအေးချမ်းခြင်းရဲ့တော်ချက်ဖြစ်ပါတယ်ဝစ်ကြွေးတွေကကိုယ်စီကိုအတွေးတွေခံစားချက်တွေအနေနဲ့လာတတ်ပါတယ်အဲ့ဒီအချိန်မှာ
သတိမကပ်မိလိုက်ပဲဆိုရင်တော့ဝစ်အသစ်တွေကိုထက်ခါလုံမိတတ်ပါတယ်။သတိဆိုတာဟာအကဲခတ်တာပါ။စိတ်ထဲမှာဒေါသထွက်လာရင်အော်ဒေါသဖြစ်နေပါလားလို့သိလိုက်ပါ။လောဘဖြစ်လာရင်အော်လောဘဖြစ်နေပါလားလို့သိလိုက်ပါ။အဲ့ဒီလိုသိလိုက်တာနဲ့အဲ့ဒီဝစ်စိတ်တွေကကိုယ့်ကိုဆက်ပြီးမချုပ်ကင်နိုင်တော့ပါဘူး။သတိဆိုတဲ့အရာဟာဝစ်တန်တရားကိုဖျက်တောက်ပေးတဲ့ဓားသွားပဲဖြစ်ပါတယ်ရှင်။တနေ့ကို9မိနစ်လောက်ငြိမ်ထိုင်ပြီးကိုယ့်ရဲ့အသက်ရှူမှုကိုစောင့်ကြည့်ပါ။စိတ်ထဲမှာအတွေးတွေဝင်လာရင်လည်းမတားပါနဲ့။အော်ငါတွေးနေပါလားလို့သိပြီးအသက်ရှူမှုစီကိုပြန်လာပါ။ဒါဟာဝစ်ဖြတ်ဖို့အခြေခံအကျဆုံးလေ့ကျင့်ခန်းဖြစ်ပါတယ်။တခါတလေကိုကကောင်းအောင်နေပေမဲ့ကုဘေးနာကသူတွေကကိုအကုသိုလ်ဖြစ်အောင်ဆွဲခေါ်နေတတ်ပါတယ်။တငယ်ချင်းမလို့အားနာတယ်ဆိုတဲ့စိတ်နဲ့ကိုကဆက်ပြီးလိုက်ပါနေမိရင်ဝစ်ကြွေးအသစ်တွေစုမိနေတတ်ပါတယ်။ဗုဒ္ဓကသေဝနာလို့ခေါ်တဲ့အပေါင်းအသင်းမိဝဲခြင်းကိုအလွန်အရေးကြီးတယ်လို့ဟောပါတယ်။လူမိုက်နဲ့ပေါင်းရင်ကိုပါလူမိုက်ဖြစ်ပြီးဝစ်ကြွေးတတ်မယ်။ပညာရှိနဲ့ပေါင်းရင်ဝစ်ကြွေးကြည်မယ်။ဒါဟာရိုးရှင်းတဲ့နိယာမပဲဖြစ်ပါတယ်။အားနာရမှာကကိုယ့်ရဲ့တန်တရာဝစ်စင်းရဲကိုပဲဖြစ်တင်ပါတယ်ရှင်။ကိုအမြဲအတင်းဖြင်းပြောခိုင်းတာအကုသိုလ်လုပ်ဖို့တိုက်တွန်းတာမျိုးကိုကြုံတွေ့ရင်ညှင်းဆန်တတ်တဲ့ညှင်းဆန်ရဲတဲ့တတိကိုမွေးမြူပါလူချင်းမခွဲနိုင်သေးရင်တောင်စိတ်ချင်းခွဲထားပါသူတို့ပြောတဲ့အကုသိုလ်စကားတွေထဲမှာကိုယ့်ရဲ့စိတ်ကိုနစ်ပါမသွားပါစေနဲ့မိတ်ဆွေသားဒီစိတ်ကိုနစ်ပါသွားစေခဲ့မယ်ဆိုရင်ဝစ်ကြွေးအသက်တွေကိုထက်ကာစုမိနေမှာပဲဖြစ်ပါတယ်ဒါကြောင့်အစိတ်အတောက်ဖြစ်စေတဲ့ပတ်ဝန်းကျင်ကိုဝစ်ကြွေးခင်းအောင်ရှောင်ကျဉ်ဖို့လိုပါလိမ့်မယ်အမားကိုဝန်ခံခြင်းဟာဝစ်ကြွေးကိုပေါ်စေပါတယ်တဲ့လူတိုင်းဟာအမားနဲ့မကင်းကြပါဘူးဒါပေမဲ့အမားကိုဖုံးကွယ်ထားတာသူတစ်ပါးကိုလွှဲချတာတွေကဝစ်ကြွေးကိုပုံမတိုးတက်စေပါတယ်ဝင်ထုတ်ဝင်ပိုးတစ်ခုကိုချလိုက်ခြင်းအမှန်အတိုင်းလက်ခံလိုက်ဖို့လိုအပ်ပါတယ်ဒါကိုကံမတ်တက္ကတာဉာဏ်လို့ခေါ်ပါတယ်မိမိပြုတဲ့ကံဟာမိမိထံပဲပြန်လာမှာကိုယုံကြည်မှုဖြစ်ပါတယ်အမားလုံးမိရင်ငါမှားသွားတယ်လို့ရိုးသားဝန်ခံလိုက်ခြင်းကအဲ့ဒီအကုသိုလ်ရဲ့အရှိန်ကိုတဝက်တိတိရော့ကျသွားစေပါတယ်အတ္တကိုနှိမ်ချပြီးဝန်ခံတာဟာဝစ်ကြွေးကိုအရင်အတိုင်းပြန်ဆက်လိုက်တာနဲ့တူပါတယ်ဒီနေ့ကိုမှားခဲ့တာရှိရင်ညအိတ်ခင်းဤဖျားရှိမှဖြစ်ဖြစ်ကို့ဘာသာဖြစ်ဖြစ်ဝန်ခံပါငါဒီနေ့ဘသူကိုတော့စိတ်ညစ်အောင်လုပ်မိတယ်နောက်ခါဒါမျိုးမဖြစ်စေရဘူးလို့ဆုံးဖြတ်ပါဒီလိုရိုးသားမှုကစိတ်ကိုပေါ်ပါသွားစေမှာပဲဖြစ်ပါလိမ့်မယ်ရှင်ခန္ဓာကိုယ်ကပေးတဲ့ဒုက္ခကိုကြော်လွှားခြင်းဟာလေဝစ်ကြွေးဆက်ခြင်းတစ်မျိုးပါပဲဖျားနာတဲ့အခါနာကျင်ရတဲ့အခါငါဘာဝစ်တွေရှိလို့လဲဆိုပြီးစိတ်ဓာတ်ကျတတ်ပါတယ်ခန္ဓာကိုယ်ရဲ့နာကျင်မှုကိုစိတ်ရဲ့နာကျင်မှုအဖြစ်ပြောင်းလဲလက်ခံခြင်းမပြုပါနဲ့ခန္ဓာကိုယ်ဆိုတာဟာဝေဒနာခံစားရအရပ်ပါရုပ်ခန္ဓာရှိရင်နာကျင်မှုရှိမှာပဲဖြစ်ပါတယ်ဒါဟာလူတိုင်းကြုံရတဲ့သဘာဝဝစ်ကြွေးပါနာကျင်မှုကတစ်ပိုင်းစိတ်ဆင်းရဲမှုကတစ်ပိုင်းဖြစ်ပါတယ်ခန္ဓာကိုယ်နာကျင်နေပေမဲ့စိတ်ကိုအေးချမ်းအောင်ထားနိုင်ရင်ဝစ်ကြွေးကိုအမျက်ထွက်အောင်ဆက်နေတာနဲ့တူပါတယ်နာကျင်မှုဖြစ်လာတဲ့အခါနာတယ်လို့စိတ်ထဲကမှတ်သားကြည့်ပါအဲ့ဒီနာကျင်မှုကိုရန်သူလိုမတွန်းထုတ်ပါနဲ့ဒါဟာသဘာဝရဲ့အလုပ်ပဲလို့ဘေးကနေအေးဆေးစောင့်ကြည့်လိုက်ရင်နာကျင်မှုဟာကိုယ့်ကိုဒုက္ခမပေးနိုင်တော့ပါဘူးနှိုင်းရှင်ခြင်းဖြင့်ဝစ်မတက်ပါစေနဲ့သူ့ကြတော့ကောင်းနေပြီး
ငါကြမှာဘာလို့လဲဆိုရင်နှိုင်းရှင်စိတ်ဟာတန်တရာတွေကိုမွေးဖွားပေးပါတယ်။ဒီတန်တရားတွေဟာကိုယ့်ရဲ့တရားလမ်းကြောင်းကိုနှောင့်နှေးစေပါတယ်။ဒါကိုဝိစီကိစ္စလို့ခေါ်တဲ့တန်တရားတွေလဲစေတဲ့တန်တရားတရားလို့ခေါ်ပါတယ်။လူတစ်ယောက်စီမှာကိုယ်စီမျိုးစီကံတွေရှိကြပါတယ်။သူများပန်းပွင့်နေချိန်မှာကိုကပွင့်ခြင်းမှပွင့်အောင်မယ်။ကိုကအခုမှမျိုးစီချနေရသူလည်းဖြစ်နိုင်ပါတယ်ရှင်။သူတစ်ပါးနဲ့သာလိုက်ပြီးနှိုင်းရှင်နေရင်တန်တရားဝစ်ကြွေးတွေကပိုပြီးလေလံလာပါလိမ့်မယ်။သူတစ်ပါးနဲ့မနှိုင်းရှင်ပါနဲ့။ကိုရဲ့မနေ့ကနဲ့ဒီနေ့စိတ်ထားပိုကောင်းလာဖို့ပဲအာယုံစိုက်ပါ။ကိုရဲ့ဝစ်ကြွေးစာအုပ်ကိုပဲကိုယ်တိုင်ပြန်စစ်ဆေးပြီးအမှားတွေကိုပြင်ဆင်သွားရမှာဖြစ်ပါတယ်ရှင်။သေခြင်းတရားကိုတတိယပါ။သေမာကိုကြောက်တယ်ဆိုတဲ့စိတ်ကဝစ်ကြွေးတွေကိုပိုတွေ့တာစေပါတယ်။သေခြင်းတရားကိုကြိုတင်ပြင်ဆင်ထားခြင်းဟာအကြီးမားဆုံးသောဝိဖြန့်နည်းဖြစ်ပါတယ်။မရဏတတ္တိဆိုတာဟာသေခြင်းကိုအမြဲအောင်မေတာဖြစ်ပါတယ်။တနေ့သေရမှာပဲလို့သိထားတဲ့သူဟာဘယ်သူကိုမှရန်ညိုးမဖွဲတော့ဘူး။ဘာကိုမှအတင်းအဓမ္မမစွဲကင်တော့ဘူး။အဲ့ဒီအခါဝစ်ကြွေးတွေဟာအလိုလိုပြေလျော့သွားပါတယ်။သေခြင်းကိုတတိယရာဟာဘဝကိုပေါ်ပါစွာဖျက်ဆီးနိုင်တဲ့နည်းလမ်းပဲဖြစ်ပါတယ်ရှင်။မနက်အိယာနိုးတိုင်းဒီနေ့သာငါရဲ့နောက်ဆုံးနေ့ဖြစ်ခဲ့ရင်ငါဘာတွေအကောင်းဆုံးလုပ်မလဲလို့စဉ်းစားပါ။စိတ်ဆိုးနေသူတွေကိုခွင့်လွှတ်လိုက်ပါ။ချေရသူတွေကိုကောင်းကောင်းဆက်ဆံပါ။ဒါဟာအချိန်မရွေးထွက်ခွာသွားနိုင်အောင်အကျွေးစရင်ကြိုရှင်းထားခြင်းပဲဖြစ်ပါတယ်ရှင်။မေတ္တာနဲ့အကျွေးစရင်ပိတ်ကြည့်ပါ။ဝစ်ကြွေးကြည်ဖို့ရာအတွက်အကောင်းဆုံးနဲ့အမြန်ဆုံးနည်းလမ်းကတော့တလောကလုံးကိုမေတ္တာထားနိုင်ခြင်းပဲဖြစ်ပါတယ်။မေတ္တာဟာအေးမြတဲ့ရေလိုပဲပူလောင်တဲ့ဝစ်မီးတွေကိုငြိမ်သက်ပေးပါတယ်။မေတ္တာဘာဝနာဆိုတာသူတစ်ပါးအေးချမ်းပါစေလို့စိတ်ရင်းနဲ့ဆုတောင်းပေးတာဖြစ်ပါတယ်။ကိုယ်အပေါ်မကောင်းတဲ့သူကိုတောင်းသူလည်းသူ့ဒုက္ခနဲ့သူမလို့ပါ။သူလည်းအေးချမ်းပါစေလို့မေတ္တာပို့နိုင်ရင်သင်ဟာဝိတ္တန်တရားကနေလွတ်မြောက်ဖို့အစဉ်သင့်ဖြစ်နေပါပြီရှင်။မေတ္တာရှိတဲ့နေရာမှာရန်ညိုးဝစ်ကြွေးဆိုတာမရှိနိုင်တော့ပါဘူး။ညစဉ်ညတိုင်းအိယာဝင်ခံနေတိုင်းငါ့ကိုနာကျင်အောင်လုပ်ခဲ့သူတွေအားလုံးကိုခွင့်လွှတ်ပါတယ်။ငါမှားတာရှိရင်လဲခွင့်လွှတ်ပါ။အားလုံးအေးချမ်းကြပါစေလို့9 မိနစ်လောက်ရိုးရိုးသားသားမေတ္တာပို့ပါ။ဒါဟာဝစ်ကြွေးတွေကိုဆက်ပြီးအေးအေးချမ်းချမ်းနဲ့အိပ်စက်နိုင်တဲ့နည်းလမ်းကောင်းတစ်ခုဖြစ်ပါတယ်ရှင်။အစွဲလန်းကြောင့်ဖြစ်တဲ့ဝစ်ဒါဟာငါလူဒါဟာငါပစ္စည်းဒါဟာငါဂုံတိတ်ခါဆိုပြီးအတင်းကာရောစုပ်ကင်ထားမိတဲ့၍အဲ့ဒီအရာတွေပျက်စီးသွားတဲ့အခါကိုယ်ပဲအရင်ဆုံးနာကျင်ရပါတယ်။အရာရာကိုအပိုင်စားလိုခြင်းတဲ့စိတ်ကဝိတ္တန်တရားကိုရှေ့စေတာပဲဖြစ်ပါတယ်။ဒါကိုဥပတ်တန်လို့ခေါ်ပါတယ်။ပြင်းပြင်းထန်ထန်ဆွဲလန်းခြင်းပါ။တကယ်တော့လောကမှာဘယ်အရာကိုမှအပိုင်ချုပ်ထားလို့မရပါဘူး။အရာရာဟာအကြောင်းတိုက်ဆိုင်လို့ခဏလာဆုံးကြတာပဲဖြစ်ပါတယ်။ငါပိုင်နေလို့ထင်နေတဲ့၍အဲ့ဒီအရာဟာကိုယ့်ကိုပြန်ပြီးကျွန်ပြူနေပါလိမ့်မယ်။ငါဟာဆိုတာထက်ငါခဏသုံးခွင့်ရတာလို့ပြောင်းတွေးကြည့်ပါ။လက်ခုပ်ထဲကရေကိုတင်းတင်းစုပ်ထားရင်လက်လဲနာမယ်ရေထွက်လဲကုန်မယ်။လက်ဖွားလေးဖြန့်ထားရင်တော့ရေလဲတည်မြဲမယ်လက်လဲမနာတော့ပါဘူး။အပြောအဆိုကြောင့်ဖြစ်တဲ့ဝစ်ကြွေးလက်နက်နဲ့ထိုးတာထက်စကားနဲ့ထိုးတာကပိုနာကျင်ရတတ်ပါတယ်။မတော်တဆပြောလိုက်တဲ့စကားတစ်ခွန်းကြောင့်တစ်ဖက်လူမှာအမာရွတ်ထင်ကြံသွားရင်အဲ့ဒါဟာဝစ်ကြွေးအသစ်တစ်ခုပါပဲ။ဝစီဘေးတာဆိုတာဟာစကားအမှားတွေကိုပြောတာဖြစ်ပါတယ်။အတင်းဖြင်းပြောတာရိုင်းဆိုင်တာလိန်ပြောတာတွေဟာအကျွေးတင်စေပါတယ်။စကားတစ်ခွန်းကိုမပြောသေးခင်ဒါဟာအမှန်လားဒါဟာတစ်ဖက်လူအတွက်အကျိုးရှိလားဒါဟာမေတ္တာပါလားဆိုတာကိုအမြဲတစေစစ်ဆေးနေသင့်ပါတယ်။စကားပြောတော့မယ်ဆိုရင်
3 စက္ကန့်လောက်အောင်ထားကြည့်ပါစိတ်တူနေတော့မှစကားမပြောပါနဲ့နှုတ်ဆိတ်နေခြင်းဟာတခါတလေမှအကြီးမားဆုံးသောကုသိုလ်ဖြစ်ပြီးဝစ်ကြွေးအသစ်တွေကိုတားဆီးပေးမှာပဲဖြစ်ပါတယ်ဝစ်ကြွေးရှိနေတယ်လို့ခံစားနေရရင်စင်းရဲနေတယ်ဆိုရင်ပိုပြီးပေးကမ်းကြည့်ပါမရှိလို့မလူနိုင်ဘူးဆိုတာထက်မလူခဲ့လို့မရှိတာဆိုတဲ့အမြင်ကိုပြောင်းလဲပစ်ဖို့လိုအပ်ပါတယ်ဒါနာဆိုတာဟာဆွန့်လွတ်ခြင်းပါကိုမရှိတာလေးတွေကိုခွဲဝေပေးလိုက်တဲ့အခါကိုယ့်ရဲ့စိတ်ထဲကနှမျောတွေ့တာမှုဆိုတဲ့လောဘပြုတ်ထွက်သွားပါတယ်လောဘနည်းသွားရင်ဝစ်ကြွေးတွေလည်းပေါ်ပါသွားပါတယ်အလှပေးတာဟာနောင်ဘဝအတွက်တင်မဟုတ်ပဲလက်ရှိစိတ်ကိုလွတ်လပ်စေဖို့ဖြစ်ပါတယ်ရှင်ကြီးကြီးမားမားလှူစရာမလိုပါဘူးလမ်းဘေးကတရိษံလေးတွေကိုအစာကျွေးတာတစ်ဖက်လူကိုပြုံးပြတာမျိုးကအစစေတနာပပနဲ့လုပ်ကြည့်ပါပြီးကန်တတ်တဲ့အချင်းကကိုယ့်ရဲ့ကန်စားတာကိုမြင့်တင်ပေးတာပဲဖြစ်ပါတယ်ရှင်ဘဝမှာဘာလို့အဆင်မပြေဘူးဖြစ်နေတယ်ဆိုရင်ကိုယ့်ရဲ့အကျင့်တီလာကိုပြန်စစ်ဆေးကြည့်ပါတီလာမလုံးခြုံခြင်းဟာအပေါက်ပါတဲ့အိုးနဲ့တူပါတယ်ဘလောက်ပဲကုသိုလ်လုပ်ပြန်ယူစီးနေမှာဖြစ်ပါတယ်တီလာဆိုတာဟာစောင့်ထိန်ခြင်းမှာသူတစ်ပါးအသက်ဦးအိမ်ထောင်ရေးကိုမဖြတ်စည်းဘူးလို့ဆုံးဖြတ်ထားရင်သင်ဟာဘသူကိုမှအကျွေးတင်စရာမရှိတော့ပါဘူးတီလာလုံးတဲ့သူဟာဘဲကိုပဲတွားတွားရဲရဲဝံ့ဝံ့ရှိတယ်လို့ဝစ်ကြွေးဟောင်းတွေဟာလည်းအမြန်ကြီးလွဲပါတယ်၅ ပါးတီလာကိုနေစဉ်စောက်တီးပါအမှားလုံးမိရင်လေစိတ်တက်မကြပါနဲ့ချက်ချင်းပြန်ပြင်ပြီးအသစ်ကပြန်စားပါတီလာရှိတဲ့သူရဲ့စိတ်ဟာကြည်လင်းနေလို့ဝစ်ကြွေးတွေဟာကိုအနိုင်မကျင်နိုင်တော့ပါဘူးတီးခံခြင်းကအကြီးမားဆုံးအောင်နိုင်မှုဖြစ်ပါတယ်ခံလိုက်ရတယ်လို့မတွေးပဲတီးခံလိုက်တယ်လို့တွေးကြည့်ပါတီးခံခြင်းဟာရှုံးနေတာမဟုတ်ဘဲဝစ်ကြွေးကိုအမြင့်ကနေဖြတ်တောက်လိုက်တာပါခံဒီဆိုတာတီးခံခြင်းမှာတစ်ဖက်လူကရိုင်းဆိုင်လာတဲ့အခါကိုကပြန်မရိုင်းတာဟာသူ့ဝစ်ကြွေးတဲ့ကိုဝင်မပါသွားအောင်ကာကွယ်လိုက်တာဖြစ်ပါတယ်တီးခံနိုင်တဲ့သူကတန်တရားမှာအမြန်ဆုံးခရီးပေါက်သူဖြစ်ပါတယ်စိတ်တူစရာကျုံလာရင်ဒါဟာငါရဲ့တီးခံနိုင်စွမ်းကိုစမ်းသပ်တဲ့ပွဲပဲလို့သဘောထားပါပြန်မပြောပဲအပြုံးနဲ့ပဲတုံ့ပြန်လိုက်ရင်သင်ဟာဒီပွဲမှာအနိုင်ရသူဖြစ်သွားပါပြီဖြစ်သည်များအကြောင်းအကောင်းကြီးပဲလို့တွေးတတ်ဖို့လိုအပ်ပါတယ်လောကကြီးကိုအမြင်မှန်နဲ့ကြည့်တတ်ရင်ဘယ်အရာကမှကိုစိတ်မစင်ရဲစေနိုင်ပါဘူးဒါကိုတမ္မာဒိဋ္ဌိလို့ခေါ်တဲ့အမြင်မှန်ရှိခြင်းလို့သုံးပါတယ်အကောင်းကြုံရင်လည်းခဏပဲအဆိုးကြုံရင်လည်းခဏပဲလို့သိထားရင်ဝစ်ကြွေးတွေကျုံလာတဲ့အခါတုံ့လုံမနေတော့ပါဘူးအရာရာဟာသူ့အကြောင်းနဲ့သူဖြစ်နေတာပဲလို့လက်ခံနိုင်တာဟာအမြင်မှန်ရရှိခြင်းပဲဖြစ်ပါတယ်ပြဿနာတစ်ခုကိုကြုံတိုင်းဒါလည်းမမြင်ဘူးဒါလည်းပြီးသွားမှာပဲလို့ကိုမကြာခဏသတိပေးပါအဲ့ဒီအတိတရားကတင့်ကိုအေးချမ်းတဲ့နိဗ္ဗာန်စီလမ်းပြပေးပါလိမ့်မယ်ခန္ဓာကိုယ်ကိုကျမ်းမာအောင်အားကစားလုပ်တယ်လို့ပါပဲစိတ်ကျမ်းမာအောင်လေ့ကျင့်ခန်းလုပ်ပေးဖို့လိုပါတယ်စိတ်ကိုလေ့ကျင့်မထားရင်ဝစ်ကြွေးတွေရဲ့နောက်ကိုအလွယ်တကူပါသွားတတ်ပါတယ်ဒါကိုဘာဝနာလို့ခေါ်ပါတယ်စိတ်ကိုတနေရာထဲမှာတည်ငြိမ်အောင်ထားတာဖြစ်ပါတယ်စိတ်တည်ငြိမ်တဲ့သူဟာဝစ်ကြွေးတွေလာတိုက်ခိုက်ရင်တောင်ကြောက်တိုင်ကြီးလိုခိုင်မြဲနေပါလိမ့်မယ်အတွေးတွေရဲ့နောက်ကိုမလိုက်ပဲစိတ်ကိုထိန်းချုပ်နိုင်ခြင်းကအကြီးမားဆုံးသောလွတ်မြောက်မှုပဲဖြစ်ပါတယ်ရှင်တနေ့ကို10 မိနစ်လောက်ဖုံးချထားပြီးငြိမ်လေးထိုင်ကြည့်ပါကိုယ့်ရဲ့အသက်ရှူမှုကိုပဲအာရုံစိုက်ပါစိတ်ကအခြားကိုရောက်သွားရင်ပြန်ခေါ်လာပါဒီလေ့ကျင့်ခန်းကတင့်ကိုဝစ်ကြွေးတွေကြားမှာအေးချမ်းစေမှာပဲဖြစ်ပါတယ်မရှိတာကိုညှီးတွားနေမယ့်အစားရှိတာကိုကျေးဇူးတင်တတ်ရင်ဝစ်ကြွေးတွေဟာအလိုလိုပြေပြောက်သွားတတ်ပါတယ်ကျေးဇူးတည်တတ်တဲ့စိတ်ဟာကံကောင်းခြင်းတွေကိုဖိတ်ခေါ်ပါတယ်ဗုဒ္ဓဘုရားရှင်ကကတင်ညုတာလို့ခေါ်တဲ့ကျေးဇူးတည်တတ်မှုကိုသူတော်ကောင်းတို့ရဲ့လက္ခဏာလို့ဟောပါတယ်မိဘဆရာလောကကြီးနဲ့ကိုယ့်ဘောကောင်းခဲ့ဘူးသူတွေကိုကျေးဇူးတင်တတ်ရင်ကိုယ့်ရဲ့စိတ်ဓာတ်ကမြင့်မြတ်လာပါတယ်မြင့်မြတ်တဲ့စိတ်ရှိသူစီမှာဝစ်ကြွေးတွေဟာအကြာကြီးမနေပါဘူး
ညာအိယာဝင်ချိန်တိုင်းဒီနေ့ငါ့ကိုကူညီခဲ့သူတွေငါမရှိနေတဲ့ကောင်းကွက်တွေကိုစဉ်းစားပြီးကျေးဇူးတင်ပါအဲ့ဒီလိုကျေးဇူးတင်စိတ်နဲ့အိတ်ဆက်ခြင်းကတင့်ရဲ့ကံစားတာကိုပြောင်းလဲစေမှာပဲဖြစ်ပါတယ်လူတွေကြားထဲမှာနေရတာပင်ပန်းလာရင်တယောက်တည်းနေတတ်ဖို့လေ့ကျင့်ပါတယောက်တည်းနေခြင်းဟာကိုပြန်တွေးဖို့အကောင်းဆုံးအချိန်ပဲဖြစ်ပါတယ်ရှင်ဒါကိုဝိဝေကစိတ်ငြိမ်ခြင်းလို့ခေါ်ပါတယ်ဝိကျွေးတွေရဲ့အတန်ကဆူညံပါတယ်တယောက်တည်းငြိမ်လေးနေတဲ့အခါမှသာကိုယ်စိတ်ရဲ့အမားတွေကိုမြင်လာပြီးပြင်ဆင်နိုင်မှာဖြစ်ပါတယ်အထီးကျန်တာမဟုတ်ဘဲမိမိကိုယ်တိုင်နဲ့မိတ်ဆွေဖွဲ့ခြင်းဖြစ်ပါတယ်တပတ်မှတရက်လားဒါမှမဟုတ်တနေ့မှတနာရီလောက်တယောက်တည်းစိတ်ငြိမ်နေကြည့်ပါစာဖတ်တာတရားထိုင်တာမျိုးလုပ်ရင်းနဲ့ကိုယ်စိတ်ကိုပြန်စစ်ဆေးပါတရားအားထုတ်တယ်ဆိုတာမျက်နာကြီးစူပုံနေဖို့မဟုတ်ပါဘူးစိတ်အေးချမ်းပြီးကြည်လင်နေဖို့ပဲဖြစ်ပါတယ်ကုသိုလ်လုပ်တဲ့အခါပျော်ပျော်ရွှင်ရွှင်လုပ်တတ်ဖို့လိုအပ်ပါတယ်ပီတိဆိုတာဟာကြည်နူးဝမ်းမြောက်ခြင်းပါကောင်းတာလုပ်ပြီးရင်ငါကောင်းတာလုပ်လိုက်ရပြီလို့ပြန်တွေးပြီးပြောနေပါအဲ့ဒီပျော်ရွှင်မှုကဝစ်ကြွေးကြောင့်ဖြစ်တဲ့စိတ်ညစ်မှုတွေကိုမောင်းထုတ်ပေးပါတယ်စိတ်ချမ်းသာနေတဲ့သူစီကိုဝစ်ကြွေးတွေဟာလာဖို့ခက်ခဲပါတယ်သေးငယ်တဲ့အောင်မြင်မှုလေးတွေကိုတောင်ချီးကျူးဖို့မမေ့ပါနဲ့ကိုယ်တိုင်ပြုခဲ့တဲ့ကုသိုလ်လေးတွေကိုပြန်တွေးပြီးပြုံးပါပျော်ရွှင်တဲ့စိတ်ဟာဝစ်ကြွေးတွေကိုစေးကြောပေးတဲ့ရေစင်နဲ့တူပါတယ်နိဗ္ဗာန်ဆိုတာတေးမှရောက်ရမယ့်နေရာမဟုတ်ပါဘူးလက်ရှိမှာစိတ်အေးချမ်းနေရင်နိဗ္ဗာန်ရဲ့အရာသားကိုစတင်ခံစားနေရတာပဲဖြစ်ပါတယ်မက်ကင်လန်းစဉ်ဆိုတာအစွန်းနှစ်ဖက်လွတ်တာပါအယမ်းလဲမပင်ပန်းစေနဲ့အယမ်းလဲမตายရစေနဲ့အလေလက်လန်းစဉ်အတိုင်းအေးအေးဆေးဆေးနေထိုင်ခြင်းကဝိကြွေတွေကိုကုံဆုံးစေပါတယ်အမှန်အတိုင်းမြင်အမှန်အတိုင်းတွေးအမှန်တိုင်းပြောဆိုနေထိုင်ခြင်းပဲဖြစ်ပါတယ်ဒီနေ့ကစပြီးငါရဲ့အပြုအမူတွေဟာသူတစ်ပါးကိုရောကိုရောစိတ်ဆင်းရဲစေသလားလို့အမြင်မေးပါမဆင်းရဲစေဘူးဆိုရင်သင်ဟာလမ်းမှန်ပေါ်ကိုရောက်နေပြီပဲဖြစ်ပါတယ်နောက်ဆုံးမှာတော့အားလုံးကိုလွတ်ချလိုက်ဖို့ပဲကြံပါတော့တယ်စုပ်ကင်ထားသမျှအရာရာဟာလေးလံနေမှာပါလက်ဗလာနဲ့နေတတ်ရင်ဘာဝစ်ကြွေးကမှကိုမနှောင်ဖွင့်နိုင်တော့ပါဘူးနိဗ္ဗာန်ဆိုတာအေးချမ်းခြင်းဖြစ်ပါတယ်လောဘဒေါသမောဟဆိုတဲ့မီးတွေငြိမ်းသွားတဲ့အခြေအနေဟာအေးချမ်းသွားတာပဲဖြစ်ပါတယ်ဝစ်ကြွေးတွေအားလုံးကြေသွားတဲ့အခိုက်အတန့်ဆိုလဲမှန်ပါတယ်ရှင်ဘာကူမှမတောင့်တတော့ပဲဘာကူမှမတွေ့တာတော့ပဲအရှိကိုအရှိတိုင်းငြိမ်းချမ်းစွာလက်ခံလိုက်တာဟာအဆုံးစွန်သောပန်းနိုင်ဖြစ်ပါတယ်အရာရာဟာဖြစ်ပြီးရင်ပြတ်မှာပါပဲဘာမှယူသွားလို့မရဘူးဆိုတဲ့အသည့်နဲ့လွတ်သားချလိုက်ပါအဲ့ဒီလေအချိန်မှာတော့ခံစားရတဲ့လွတ်လပ်မှုဟာကမ္ဘာပေါ်မှာအရှိဆုံးသောချမ်းသာစစ်ပဲဖြစ်ပါတယ်ရှင်မိတ်ဆွေအတွက်လက်တွေ့ဘဝမှာရောတန်တရားခရီးမှာပါအေးချမ်းမှုပေးနိုင်မဲ့အချက်ကလေးတွေကိုဝေမျှပေးထားပါတယ်တောင်းရာကိစ္စရဲ့တစ်ခုချင်းစီကိုတေချာလေးပြန်လည်နားထောင်ပြီးလက်တွေ့ကျင့်ကြံဖို့ကိုလည်းတိုက်တွန်းပေးချင်ပါတယ်ရှင်ချမ်းသာသောကိုကြည်လင်သောစိတ်ကိုပိုင်ဆိုင်ရရှိနိုင်ကြပါစေရှင်